ဂျပန်စာစိတ်ဝင်စားတဲ့သူတွေရှိကြလားကိုကတကယ်လို့ဂျပန်စာကိုလေ့လာခြင်းနဲ့ဆိုရင်တော့အခြေခံ A5 ကစပြီးတော့လေ့လာဖို့လိုအပ်တယ်နော်ဂျပန်စာမှာဆိုရင် level 5ခုနဲ့အခြား business level တွေလည်းရှိရပေါ့နော် level 5ခုမှာဆိုရင်လူတိုင်းသိပြီးသားဖြစ်တဲ့ M5, M4, M3, M2, M1 ဆိုပြီးတော့ရှိကြရပေါ့နော် M5 ကကြတော့တကယ်အခြေခံ level ဖြစ်ပြီးတော့ M1 ကကြတော့တကယ်အမြင့်ဆုံး level ဖြစ်ပါတယ်မြန်မာပြည်မှာတော့ basic ဆိုတာကို M5 အစပိုင်းမှာပဲသင်ရတဲ့သင်ခန်းစာလို့သိများကြပါတယ်တကယ်တော့အဲ့လိုမဟုတ်ပါ basic level ဆိုတာ M5 နဲ့ M4 ပေါင်းထားတဲ့ဂျပန်စာအောက်ဆုံးကအရေးကြီးဆုံးအခြေခံအဆင့်ကိုပြောတာပါပို့က M5 နဲ့ M4 မှာဆရာကောင်းကောင်းနဲ့တွေ့ပြီးတော့စာကြည့်မယ်ဆိုရင်တော့ဒီတက်ပိုမြင့်တဲ့ level ကိုခဏလေးတက်သွားမှာပေါ့နော်အခြေလည်းမခိုင်ဘူးအမြင့်လည်းတက်မယ်ဆိုရင်တော့ရှေ့ပြန်ကျန်နောက်ပြန်ကျန်နဲ့နောက်ထပ်လေ့လာရမယ့် level မှာပို့ပြီးတင်ရတဲ့တက်ပေါ့နော်ဘာရေးလေ့လာရမလဲ M5 နဲ့ M4 မှာဆိုရင်ယဉ်ကျေးရဲ့အသုံးနှုန်းနဲ့တာမန်အသုံးနှုန်းနဲ့အဓိကစကားပြောရတဲ့ပတ်သက်တဲ့အကြောင်းအရာတွေလေ့လာရပါတယ်M3 မှာဆိုရင်တော့နေ့စဉ်အပြင်3လေးရှိတဲ့စကားပြောပုံအတူလေးတွေကိုအထူးလေ့လာရပါတယ်။ M2 နဲ့ M1 မှာဆိုရင်တော့စာပေနဲ့ပတ်သက်တဲ့အဆင့်မြင့်အသုံးအနှုန်းတွေကိုအထူးလေ့လာရပါတယ်။ဖတ်စာအုပ်အနေနဲ့ M5 အတွက်ဆိုရင်တော့မီနာနိုနီဟောင်းကအပြင်ခန်းကြီးအတွက် challenge ခန်းကြီးလောကန်လန်ခန်းကြီးအပြင်ခန်းကြီး master စတဲ့ဖတ်စာအုပ်မျိုးရှိပါတယ်။ M4, M3, M2, M1 အတွက်ဆိုရင်တော့ try somatomat series ရှင်ကန်းဆန် series, speed master series, mimikara obukaru series, ခန်းကြီး master series စတဲ့ဖတ်စာအုပ်တွေကတော့လူသုံးများပါတယ်။ level တစ်ခုချင်းစီအတွက် pocket grammar ခန်းကြီး reading listening ဆိုပြီးတော့ဘာသာရပ်တစ်ခုချင်းစီတအုပ်ချင်းစီရှိကြပါတယ် GLPD စာမှုပွဲမှာဆိုရင် writing နဲ့ speaking ပိုင်းကိုစာမှုပွဲမှာထပ်မဖြေရတဲ့အတွက်ကြောင့်မို့လို့သင်တန်းကျောင်းတွေမှာဆိုရင်တော့အထူးတက်လည်းထပ်တင်နေမရှိပါဘူးဒါပေမဲ့တိတက်တဲ့အနေနဲ့ပြန်တက်ရတာမျိုးကိုယ့်ဘာသာကိုလေ့လာတာမျိုးတော့ပြန်ပြီးလုပ်ရလိမ့်ရှိရပေါ့နော် M5 နဲ့ M4 မှာရင်အထူးပြုစိတ်တင်ကြားပေးတဲ့တင်ယူအနေနဲ့တင်ခဲ့ရတယ်ဆိုတော့စာပြီးစကားပြောနိုင်တယ်ပေါ့နော်အဲ့လိုမဟုတ်ရင်တော့ဖတ်စာအုပ်တွေကစာပဲရပြီးတော့စကားမပြောနိုင်တာမျိုးဖြစ်လာနိုင်ပါတယ်စာမှုပွဲအတွက်တော့စိတ်ပူစရာမရှိပါဘူးဂျပန်စာမှုပွဲတွေမှာဆိုရင် GLPD စာမှုပွဲတွေကဒီဒီဇင်ဘာလနဲ့ဇူလိုင်လတွေမှာဒီကျင်းပကြရဲပေါ့နော် NACTUS exam တွေကကြတော့စုံတင်လတွေမှာကျင်းပကြပါတယ်တော့ GLPD နဲ့ NACTUS ကဘာကွာလဲဆိုရင်တော့ GLPD ဆိုရင်တော့ဒီတစ်လရွေးကြာမှာ exam result ကိုသိရတယ်ပေါ့နော် NACTUS ကကြတော့တစ်ပတ်အကြာမှာသိရတာဖြစ်ပါတယ်ဘလို့အတွက်ဆိုရင်တော့ GFT ဆိုတဲ့စာမှုပွဲလေးရှိရပေါ့နော်သူကကြတော့နောက်အရှိရပြောတဲ့စာမှုပွဲတွေနဲ့မတူဘဲနဲ့နေ့မကူတဲ့ချက်ချင်းတန်းသိရတာဖြစ်ပါတယ်ခြားတော့တခုတည်းဆိုရဲကျွမ်းကျင်သောစာမှုပွဲတွေရှိကြပါတယ်ဂျပန်စာတက်ချင်နေဆိုရင်တော့ Google Play Store နဲ့ App Store မှာ MNS ဆိုတဲ့ application လေးကို download ရယူပြီးတော့ကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့ OTP login ဝင်ပြီးတော့သုံးရပါမယ်နော် MNS ဆိုမှဆိုရင်တော့တင်နန်းတွေကအများကြီးရှိကြမို့လို့ကိုကြိုက်တဲ့တင်နန်းကိုရွေးချယ်ပြီးတက်ယူနိုင်တယ်နော်တင်နန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအသေးစိတ်မေးမြန်းချင်နေဆိုရင်တော့ Viber ဖုန်းနံပါတ် 0988324334ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်